ထမအောင်ဆုံးစပြီးတော့ review ပေးမှာကကြတော့ဒါကပစွန်ကြောင့်ငါပြရည်ကြော်ပေါ့နော်ညီမလေးအမအားမနာတန်ဝေဖန်ရမယ်ဆိုရင်ငံပါတယ်နော်ငံပြီးတော့လေသူကဘယ်လိုပြောမလဲနည်းနည်းဆက်တဲ့ဘက်ကိုသွားရရှင်အမအဆက်စားနိုင်သူတော့နည်းနည်းဆက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့စိတ်ငပြရည်ကြော်သူကကြတော့သူလည်းငံနေဒါပေမဲ့တိတ်မဆက်ဘူးရှင်အရသာနည်းနည်းလေးငံလျှော့ရင်တော့အမပြေမယ်လို့ထင်တယ်ဒါကလေစိတ်အချိုကြောကလေတအားအောင်မာတယ်ညီမလေးနည်းနည်းလေးပြက်ပြက်လေးဆိုပိုကောင်းမယ်သူကလေဝါရနည်းနည်းကြိုက်ရလေးခတ်တယ်တော့မာလို့လေနောက်တစ်ခုကကြတော့ဒါလေးစိတ်မွှကြော်ပေါ့နော်စိတ်မွှကြော်ကလည်းအဲ့လိုပဲစိတ်သားလေးတွေကနည်းနည်းမာတယ်ညီမလေးနည်းနည်းလေးမာတာလေးကိုနည်းနည်းလေးကျွတ်တဲ့ဘက်မသွားဘူးမာတဲ့ဘက်သွားတော့တိတ်အဆင်မပြေဘူးပေါ့နော်သွားမကောင်းလို့ရှိရင်ဒါကအခုစားနေရကြက်မွှကြော်ဒါကတော့တော်တော်လေးအဆင်ပြေအားလုံးနဲ့မှာလေကြက်မွှကြော်ကအမြင်လဲအနေတော့ပဲအရသာလည်းအတော်ပဲကြက်မွှကြော်တကယ်ကိုအဆင်ပြေရရှင်ဒါကကြတော့နောက်ဆုံးပိတ်အိတ်နဲ့လဲပေါ့နော်ဒါကစိတ်လက်ဖက်ရဲ့ကြက်လက်ဖက်နဲ့ရဲ့ပေါ့နော်ကြက်လက်ဖက်နဲ့ကောစိတ်လက်ဖက်နဲ့ကောကဘာလဲဆိုတော့အရသာကမကွာဘူးအတူတူပဲလက်ဖက်ကလေနည်းနည်းခါးတဲ့ဘက်ကိုသွားတယ်ကွယ်အခါးစားရဆိုရင်တော့အဆင်ပြေတယ်အခါးလေးနည်းနည်းရှော့လိုက်လို့ရှိရင်ပို့ပြီးအဆင်ပြေမယ်လို့အမားတော့ထင်ပါတယ်